လူစုကြမလို့ပဲနဲ့ဟောပေါ်တယောက်တော့သွားစားလို့ရတဲ့ဆိုင်တစ်ဆိုင်ပြောပြပေးမယ်အဲ့ဒီဆိုင်ကလုံခဲ့၄-၅နှစ်လောက်တည်းစားလာပေါ့နော်အဲ့ဒီခေတ်တော့ဆိုလေဒီလိုမျိုးအဝိုင်းပတ်နေရတာသူ့တစ်ဆိုင်ပဲရှာနောက်ပိုင်းကျတော့မှဆိုင်နေဖြစ်လာဆိုင်မှာသွားစားခြင်းနဲ့ဆိုရင်အသားအရန်စားခြင်းတာမျိုးမဟုတ်ပဲနဲ့အကင်နေမဲ့တိတန့်စားခြင်းတဲ့သူတွေအတွက်ပို့အဆင်ပြေတယောက်တည်းသွားစားလို့ရတယ်ဘေးမှာကိုလိုမျိုးတယောက်တည်းလာစားတဲ့သူတွေလည်းအများကြီးပဲဘေးမှာအဲ့လိုမျိုးအိုးလေးတွေနဲ့ကိုအိုးနဲ့ကိုစော်လေသူကလင်မန်းလေးနဲ့ကိုလိုချင်တဲ့အကင်တွေအသားတွေကိုသွားယူလို့ရတယ်အသားတွေကအရန်မများပစုံနေပါတယ်ထိရှိရဲ့ဆိုင်ရဲ့အသားချက်ကအရန်ကိုဘတ်ဂျက်ဖြစ်တာဟို၄-၅နှစ်လောက်တည်းကစားရဆိုလို့ရှိရင်တစ်ခါစားရင်9000 6000 9000 8000 9000လောက်ထိပဲကြာတာအခုဆိုလို့ရှိရင်1000ကျော်ပဲကြာဒါဆို1000ကျော်ပဲကြာအဲ့ဒါအေးတပူပါသေးတယ်ဒီမှာပြီးတော့ဒီလိုမျိုးအချင်းရည်ရလဲသူ့ဆိုင်တစ်ဆိုင်ပဲရရဲနောက်ပိုင်းဟော့ပေါ့ဆိုင်တွေမှာဆိုလို့ရှိရင်တခြားအချင်းရည်ပဲရအများပေါ့နော်ဒီလိုမျိုးအချင်းရည်ကိုရမ်းကြိုက်တယ်အဲ့ဒီချင်းရည်ကိုကြိုက်လို့လေအဲ့ဒီဆိုင်ကိုစားဖြစ်တယ်မှာပြီးလို့ရှိရင်ရေခဲခွက်တောင်းလို့ရတယ်ဆိုင်နာမည်ကရွှေချမ်းမြောက်ကလာကန်တာရမြင်းကြီးထက်မှာရုပ်ရှင်ုံပေးမှရှိရပေါ့နော်ရွှေချမ်းကဂျန်ရှင်းမော်တရားပေါ်တာမှလည်းရှိရဒါပေမဲ့သူကဂျိုဂျိုလိုမျိုးဝိုင်းဖွဲ့ပြီးတော့စားရတဲ့ဆိုင်ဆိုတော့မြောက်ကလာပဲသွားဖြစ်တာ